Hello အားလုံးပဲ Zubi friend နေကောင်းကြလား Zubi ရဲ့ vlog လေးကနေကြိုးဆိုပါတယ်မလန့်ဝါကြနဲ့အောင် Zubi မျက်နှာနေရဲနေတာဘာကြောင့်လဲဆိုပြီးတော့အဲ့ဒါလေးကိုပဲ share ခြင်းလို့ပြောပြခြင်းလို့အခုဒီဗီဒီယိုလေးကိုလုပ်လိုက်တာ Zubi ကဒီမျက်နှာတွေက peeling လုပ်ထားတာဘာနဲ့ peeling လုပ်ထားတာလဲဆိုတာလေးကိုလည်းပြောခြင်းနဲ့ကောင်းတဲ့အကြောင်းကိုလည်း recommend ပေးခြင်းလို့ပေါ့နော်ဘာလေးနဲ့လဲဆိုတော့ဒီမှာ ordinary peeling ပေါ့နော်သူကတော့အရေးပြားအကုန် skin type ကိုသုံးလို့ရတယ်but still ပေါ့နော် Zubi ကတော့အရန် sensitive skin အဲ့ဒါတောင်မှအရန်ကိုကောင်းနေဆိုတော့ most of the အကုန်လုံးကတော့သုံးလို့ရမယ်လို့ထင်တယ်ဆိုတော့ဒါကိုဒီလိုလုပ်ထားမယ်10 minute ပဲထားမယ် not more than 10 minute okay 7 minute ပဲထားမယ်ပြီးရင် wash လုပ်လိုက်မယ်နော်အခုလုပ်ထားတာ Zubi က7 minute လောက်တော့ရှိပြီ wash လုပ်ပြီးွားပြီးရင်လည်းဘယ်လိုမျက်နှာလေးထွက်လာလဲကြည်ပြီးတော့အဲ့လိုမျိုးဖြစ်စေအရန်ကိုကောင်းလို့30ခြင်းလုံးလို့ကိုပြောထားတာဒါပြီးွားပြီးရင်လည်းထပ်ပြပေးမယ်မျက်နှာဘယ်လိုပြောင်းသွားလဲဆိုတာကို wash လုပ်ပြီးွားပြီဆိုလို့ရှိရင်လည်းဒီမှာတော့ဒါ ordinary peeling အယောင်လေးကဒီလိုလေးပေါ့နော်ဟုတ်ဒီမှာဟိုမျက်နှာဆိုပြီးတိတ်ချလိုက်ပြီမှန်လိုက်နော်သူက peeling ပေါ့နော်Zubi က makeup product တွေတော့ဝါသနာပါတယ် but ပေါ့နော် skin care ကိုအရန်ဦးစားပေးတယ် skin care ကြိုက်တယ်အရန်လဲ skin care ဘိုင်းဆိုင်ရာကိုကိုအရေးရောက် view စိုက်တယ်အဲ့တော့ဒါမျိုးပြီးွားပြီးရင်နည်းနည်းလေးအဲ့လို dry လေးဖြစ်တယ်လို့ခံစားရမယ်ပေါ့တကယ်တော့အရန်မဖြစ်သွားဘူးဒီမှာကြည့်နော်ဖြူဝေးလုံးဝကြီးတယ်ဒီနေရာကြားတယ်ဒီနေရာလေးလုံးဝမိုက်ွာအဲ့ဒီအတွက်ကိုဒီမှာ Lancome ကထုတ်တယ်ရေတက်ဖြည့်တဲ့ Hydrazine သူကရေတက်ဖြည့်တဲ့ဟာဒီတိုင်းလေးလိမ့်လို့ရတယ်after peeling ဆိုရင်ကတော့ most effective ဖြစ်စေတာပေါ့ skin ကိုเนาะအဲ့တော့ဒါလေးကိုလိမ့်မယ်အခုဟုတ်ဒီမှာပုတ်လိုက်တယ်နှံ့နေအောင်ပေါ့เนาะဒီလိုကြားလေးတယ်အဲ့လိုလေးဆိုရင်ကိုက water hydrate ဖြစ်သွားပါဘူး Zubi က skin care အရန်ကြိုက် alright အဲ့တော့အားလုံး friend တို့ကမှမြင်တဲ့အတိုင်းပါပဲဒါလေးနှစ်ခုကိုသုံးကြည့်ပါ ordinary လေးကလည်းအရန်ကောင်းသလိုဒီ Hydrazine ကလည်းအမြဲတမ်းအတွက်ကိုကောင်းပါတယ် online ကနေလည်းမှာလို့ရတယ် website တွေကနေမှာလို့ရတယ်တကယ်လို့ဝယ်ရတာဟိုမဖြစ်ဘူးဆိုရင် Zubi ကို comment မှာလာမေးထားလို့လည်းရတယ် okay အဲ့ဒါလေးပြောချင်လို့ဒီနေ့ပါအဲ့တော့နောက်ထပ် Zubi ရဲ့ vlog မှာတွေ့ကြမယ်နော် okay bye bye